အားလုံးပဲမင်္ဂလာပါရှင်ဆီယမဖြိုးမောက်ခင် YouTube channel ကနေပြီးတော့ကြိုဆိုပါရစေဒီဗီဒီယိုလေးထဲမှာ2025ဒီဇင်ဘာလအတွင်းအင်္ဂါသားသမီးများရဲ့အထူးကန်ဂျမန်မိုက်ကိုဖတ်ပေးမှာဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးအရင်ရှည်တော့မှဖြစ်တဲ့အတွက်ကြောင့်ကျွန်မဒီမှာကတ်တွေကိုတစ်ခါချထားပြီးဖြစ်ပါတယ်နော်โอเคပါအဲ့ဒါဆိုကျွန်တော်တို့စပြီးတော့ပြောကြမယ်ချစ်သူရီစာဟောင်းမျောနေတဲ့သူတွေအတိတ်မှာကိုနဲ့ပတ်သက်မှုရှိခဲ့တဲ့သူမျိုးတွေချစ်သူဟောင်းတို့ရီစာဟောင်းကိုအိမ်တောင်ဘက်ဆိုလို့ရှိရင်လည်းအိမ်တောင်ဘက်ကကိုပြစ်ခွာပြီးထွားတော့တာမျိုးတတိယလူနောက်ပါသွားတာမျိုးတွေပေါ့နော်ဒီလိုကိစ္စမျိုးတွေပေါ့ချစ်သူရီစာဟောင်းတွေပြန်လာတတ်တဲ့နမိတ်မျိုးတွေ့ပါတယ်ချစ်သူရီစာဟောင်းဆိုတာကိုနဲ့ပတ်သက်မှုတစ်ခုခုရှိခဲ့တဲ့သူတွေကိုဘွားတွေကိုပြန်ပြီးစာလာပို့တာမျိုးတွေ message ပို့လာတာမျိုးတွေကြုံတွေ့ရဖို့ရှိတယ်အဲ့လိုလူကကိုလုံးဝမထင်မှတ်ထားတဲ့သူမျိုးဖြစ်တတ်တယ်ဘဝမှာသူနဲ့ပတ်သက်ပြီးတော့တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ကိုကရင်းထဲမှာအရန်ဝမ်းနည်းမှုတွေပူဆွေးမှုတွေတောကတွေဖြစ်ခဲ့ရတဲ့သူတယောက်စီကနေပြီးတော့သတင်းစကားတွေအဆက်အသွယ်တွေပြန်ပြီးဝင်လာတာမျိုးတွေတွေ့ရပါတယ်ဒါကတော့ချစ်ရေးမြတ်တာကြီးနဲ့ပတ်သက်ပြီးတော့ကျွန်မမြင်တာလေးပြောပြတာဖြစ်ပါတယ်နောက်တစ်ခုရှိပါတယ်ဒီအင်္ဂါသားသမီးတွေကလည်းမိမိကိုယ်တိုင်ကလည်းချစ်ရေးမြတ်တာရေးကိစ္စတွေမှာရွေးချယ်စရာလေးတွေပေါ်နေတတ်တယ်เนาะဒီဇင်ဘာလအတွင်းမှာ2025ဒီဇင်ဘာလအတွင်းမှာဒါကြောင့်မလို့ကျမတို့တတိယလူလို့ပြောတဲ့တပ်ပါတီကိုမိမိရဲ့ relationship တွေမိမိရဲ့ပတ်သက်ဆက်ဆက်နေတဲ့ကိစ္စတွေမှာတတိထားမှာဖြစ်ပါတယ်အခြေအနေမြတ်တာရေးအိမ်အောင်ရေးတွေမှာဆိုရင်ဒါအထူးတတိထားဖို့အတွက်မှားချင်ပါတယ်မိမိကိုယ်တိုင်လည်းသစ္စာဖောက်ခံရတတ်တဲ့နမိတ်မျိုးရှိတယ်တချို့သောသူတွေကကိုကသစ္စာဖောက်ခံရတာတချို့ကကိုယ်တိုင်သစ္စာဖောက်တာမျိုးဖြစ်တတ်တယ်ဒါကတော့ collective reading ဖြစ်တဲ့အတွက်အကုန်လုံးနဲ့တော့ energy resonate ဖြစ်ချင်မှာဖြစ်မှာပါကျမအတက်နိုင်ဆုံးတော့ energy ကိုက်အောင်ကြည့်ပြီးထားပါတယ် okay ပါဒီမှာကျွန်တော်ဘာကိုတွေ့ရလဲဆိုတော့ငွေရေးချင်းနဲ့ပတ်သက်ပြီးတော့ပြောပါမယ်အင်္ဂါသားသမီးတွေက2025ဒီဇင်ဘာလအတွင်းမှာဆိုငွေရေးချင်းနဲ့ပတ်သက်ပြီးတော့ကိုအခုအလုံးလုံးနေတဲ့ပတ်ဝန်းကျင်မှာမိမိနဲ့အလုပ်တူတူတွဲလုပ်တဲ့သူတွေသို့မဟုတ်ငွေရေးချင်းကိုအကြောင်းပြုပြီးတော့စကားများတာမျိုးလေးတွေရန်ဖြစ်ရတာမျိုးတယောက်တယောက်အငင်းပွားမှုလေးတွေဖြစ်တတ်တယ်အဲကြောင့်ငွေရေးချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတတိထားတင်ပါတယ်ကျွန်တော်ဒီမှာပြောရရင်နောက်တစ်ခုကလေဒီအလောက်ကန်အစ်စ်တွေစတင်ခြင်းကိုဒီဇင်ဘာလအတွင်းမှာအင်္ဂါသားသမီးတွေနဲ့လုံးဝမလုပ်သင့်ဘူးဒါဘာကြောင့်ပြောတာလဲဆိုလို့ရှိရင်ねအချိန်ခါကောင်းမဟုတ်သေးဘူးဖြစ်ပါတယ်အင်္ဂါသားသမီးတွေအတွက်နော်အချိန်ခါကောင်းမဟုတ်သေးဘူးဥပမာကိုဒီတခုခုကို landing တင်ယူနေလို့ရတယ်ငါဘာလို့တခုကိုစကျင်တဲ့စိတ်ကူးမျိုးဖြစ်တတ်တယ်ကိုကတခုခုဆိုကိုဆက်ဆက်ဒီဆက်ဆက်နဲ့အကုန်လုံးလေးကိုတင်ယူခြင်းတဲ့ပုံစံမျိုးစူးစမ်းလေ့လာခြင်းတဲ့စိတ်လေးတွေအင်္ဂါသားသမီးတွေမှာပေါ်တတ်တယ်ဒီလုံလေးငါလှုပ်လိုက်ရင်ကောင်းမလားဒါလေးကိုငါလေ့လာလိုက်ရင်ကောင်းမလားဆိုတဲ့ကိစ္စမျိုးလေးတွေဖြစ်တတ်တယ်ဒါပေမဲ့မိမိရည်ရွယ်ထားတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့အလောက်ကန်ကိစ္စတွေကမမျှော်လင့်ထားဘဲနဲ့ပျက်စီးဆုံးရှုံးခြင်းသို့မဟုတ်သူက unexpected ဖြစ်ပြီးတော့ကိုထင်ထားတဲ့ဟာတွေအရာမထင်တာမျိုးလေးတွေကြုံတွေ့ရတဲ့နမိတ်မျိုးကိုတွေ့ရတယ်။ဒါကြောင့်မလို့ရက်တန်သွားတဲ့တာကိုဆိုလိုတာလုံးဝဒီ investment တွေရင်းနှီးမြှုပ်နှံမှုတွေမလုပ်တင်သေးဘူးအင်္ဂါသားသမီးတွေကနော်ဒါလေးကိုကျွန်မဒီမှာသတိပေးခြင်းတယ်။ Okay နော်နောက်တစ်ခုသတိထားရမှာကဒီကာလအတွင်းမှာကဒီဇင်ဘာလအတွင်းမှာပေါ့နော်အင်္ဂါသားသမီးတွေကနည်းနည်းလေးဟိုပါပေါ့စိတ်ပင်ပန်းမှုလေးသတိထား anxiety လို့ခေါ်ရဲဆိုရင်ပူပန်မှုလေးတွေဖြစ်တတ်တယ်ဒါကြောင့်အိတ်မပြောတဲ့ယောဂလေးတွေတချို့သူတွေဖြစ်တတ်တယ်ဟိုအစကလေးကမှဟိုအသက်ကြီးတဲ့သူတွေဆိုတော့ပိုသတိထားမှာပေါ့နော်ဘာလို့ဆိုမိမိမှာပူပန်တော့ကတွေအိမ်မက်ဆိုးမက်တာမျိုးလေးတွေတွေ့ရတတ်တယ်ကိုယ့်ရဲ့စိတ်ထဲမှာလည်းလောင်ကျွမ်းနေတဲ့စိတ်တွေစိတ်ထဲမှာအစင်မပြေမှုတွေကိုဖုံးကွယ်ထားပြီးမဲ့လေညအခါမှာဒါတွေကတက်လာပြီးတော့ဆိုရင်ပူပန်မှုတော့ကတွေဖြစ်တတ်တယ်ဒါကြောင့်အိမ်မက်ဆိုးမက်တာလေးတွေသတိထားဖို့အတွက်လိုပါတယ်နော်ဘာလို့လဲဆိုတော့မိမိမှာ insecurity ဆိုတဲ့စိတ်မလုံခြုံမှုတွေအင်္ဂါသားသမီးတွေမှာတွေ့ရတယ်စိတ်မလုံခြုံမှုဆိုတာကမိမိရဲ့စိတ်အတွင်းစိတ်ကနေလာတာပါအရာအလုံးကကိုယ်နဲ့ထိုက်တန်တယ်လို့ယုံကြည်ထားမယ်ဆိုလို့ရှိရင်ကန်ဂျမန်နမိတ်ကောင်းတွေကိုအင်္ဂါသားသမီးတွေနဲ့ရရှိမှာဖြစ်ပါတယ်ဒီ profile လေးကတော့ဒီမှာနေမဲ့ကျွန်မရက်ပါမယ်ရှင်ကျွန်မရဲ့ YouTube channel ဖြစ်တဲ့နောက်ထပ် profile တွေကိုထပ်ပြီးတော့သိချင်တယ်နောက်လာတွေမှာလည်းဆက်ပြီးတော့ကြည့်ချင်တာဆိုရင်ကျွန်မဖြိုးမောက်ခင် YouTube channel လေးကို subscribe လေးလုပ်ပေးပါ like and subscribe လေးလုပ်ပေးပါဘာပဲတင်နေသိအောင်အတွက် notification ကိုလည်း on ထားပေးဖို့လိုပါတယ်ရှင်ကျေးဇူးတင်ပါတယ်နောက်ထပ် video file တွေမှာတွေ့ကြပါမယ်ရှင်